ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့เนาะ My ID app ကိုဒီပြင်ပြီးသားလေးပေါ့နော်ကျွန်တော်တို့အဲ့ဒါလေးကိုကျွန်တော်တို့ဒီ Telegram မှာ download ဆွဲတဲ့သူတွေကအဲ့ဒါလေးပါတယ်လို့ပြောတဲ့သူတွေပြီးဆိုလို့မြင် Telegram မှာသုံးတဲ့သူတွေကနော်ဘယ်မှာ download မလဲလို့ပြောတဲ့သူတွေတော့ကျွန်တော် Google Drive မှာ link လေးထုတ်ပေးထားပါတယ်နော် Telegram မှာ download အဲ့ဒါပါတဲ့သူတွေရောနော်ပြီးရင် Telegram မှာသုံးလို့ဘယ်ဟာ download ဆွဲရမလဲဆိုတဲ့သူတွေရောအတွက်နော် download ဆွဲလို့ရအောင်ကျွန်တော် Google Drive လေးထုတ်ပေးထားပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့မြင်ဒီ video ထဲမှာတခါတည်း down တဲ့နေရာလေးပါနော် discussion မှာချပေးသွားမှာမလို့ဒီ video လေးကိုဟလာခဏလေးရက်ပြီးတော့ကျွန်တော်တို့ Simpia VPN လေးကိုနော်အရင်ချိန်လိုက်ပါမယ်ဟုတ်ပြီချိန်ပြီဆိုလို့မြင်ဒါဆိုလို့မကြခင်ကျွန်တော်တို့ video လေးကိုတလက်စားတဲ့ video လေးမစခင်မှာလည်းကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါအောင်နော်ပြီးရင် notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်ဒါမှကျွန်တော်တိတိတင်ပြီဆိုမိတ်ဆွေတို့ဖုန်းထဲမှာလာပြီးတော့အတိပိခေါင်းလောင်းလေးဟလာ notification မှာလာပြီးတက်မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့မြင် video ကိုသွားလိုက်ရအောင်ဗျာအားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်နော် My ID ဟိုဟာလောက်ထားတဲ့ app လေးတွေဗျာပြောမလဲထည့်ပြပြီဆိုလို့မြင်ဒါပြောလို့မရတော့เนาะကျွန်တော်တို့ဘန်းခံပါဆိုလို့ပြင်ထားတဲ့ app တွေတော့ပြင်ထားတဲ့ app လေးတွေပေါ့အရင်မူရင်း app မဟုတ်เนาะ My ID ကိုပြင်ထားတဲ့ app လေးတွေကိုချို့က Telegram နဲ့ down ပြီးတော့ error လေးတွေပါတဲ့သူတွေเนาะတချို့ delete တွေတွေ့ရတယ်တချို့တွေအဆင်ပြေတယ်တချို့တွေမပြေဘူးတချို့ကကြောတော့လေ Telegram ကိုမသုံးတဲ့ခါကျတော့ဘယ်ကနေ down ရမလဲကိုကြီးအဲ့ဒါလေးလုပ်ပြပါအောင်ဆိုတဲ့သူတွေအတွက်เนาะ Telegram မရှိတဲ့သူတွေအတွက်เนาะဘယ်ကနေ down ရမလဲဆိုတဲ့ Google Device link လေးကိုကျွန်တော်ထုတ်ပေးထားပါတယ်ဒါ Telegram နဲ့ download error ပါတဲ့လူတွေကလည်းဒီ Google Drive link ကနေသွားပြီးတော့ Google Drive link ကနေနော်ကျွန်တော်ချပြတဲ့အဲ့ Google Drive link လေးကနေသွားပြီးတော့ download ရပါတယ်ဟုတ်ပြီ download အတွက်ကျွန်တော်တို့ပထမဦးဆုံးလောက်ရမှာကမိတ်ဆွေတို့ကခုကြည့်နေတယ်နော်မိတ်ဆွေတို့ခုကြည့်နေတဲ့ video file လေးကိုခဏလေးရက်မယ်နော်ရက်လိုက်ပြီဆိုလို့မြင်မိတ်ဆွေတို့ကြည့်နေတဲ့ video file လေးပေါ့နော်အောက်နားလေးမှာပေါ့နော်ဒီလိုနားလေးမှာပေါ့ဒီ video ပြတာမဟုတ်ဘူးနော်ခုမိတ်ဆွေတို့ကြည့်နေတဲ့ video ရဲ့ဒီလိုအောက်နားလေးမှာမိုးဆိုတာလေးရှိလိမ့်မယ်နော်အဲ့မိုးဆိုတာလေးတွေကိုတစ်ချက်နှိပ်မယ်ဗျာနော်ဟုတ်ပြီမနှိပ်ခင်လေးပြကျွန်တော် video လေးကိုခဏလောက်ရက်ထားပြီဆိုလို့မြင် VPN လေးတစ်ခုအဆင်ပြေလေးသွားခံမယ်ဗျာနော်ကျွန်တော်တို့ error ပါမှာဆိုလို့ download မြင်နော် video လေးကိုကျွန်တော်တို့ကြည့်နေခဏရက်ခဲ့လိုက်မယ်ရက်ပြီဆိုကျွန်တော်တို့ VPN တစ်ခုသွားခံမယ်နော် VPN တစ်ခုသွားပြီးတော့ down လိုက်မယ်မိတ်ဆွေတို့ကဖုန်းထဲမှာ VPN ရှိပြီးသားဆိုလို့မြင်တော့မိတ်ဆွေတို့ဖုန်းမှာရှိတဲ့ VPN လေးကိုဟာလာအဆင်ပြေတဲ့ VPN လေးနဲ့ချိတ်လို့ရပါတယ်ကျွန်တော်ကတော့ဒီ jam လေးနဲ့ခံလိုက်မယ်ဒါလေးသုံးတာဆိုတော့ဟုတ်ပြီကျွန်တော်အားဆိုလို့မြင်ဒါ VPN လေးကိုချိတ်ဆက်လိုက်မယ်နော်ဒီကောင်လေးနှိပ်ပြီးတော့ခဏလေးစောင့်လိုက်မယ်နော်သူကျညာလေးတက်လာအောင်မတက်လာပါတယ်ကျွန်တော်ဒါ free သုံးနေဟာဆိုတော့ကျညာလေးထည့်ပေးရနော်ကျညာလေးခဏလေးကြည့်ပေးရပါတယ်ကျညာလေးပြီးသွားပြီဆိုလို့မြင်တော့သူကဒါဆိုလို့မြင်ကျွန်တော်တို့ဒါလေးဖယ်လိုက်တော့မယ်နော်ဒီလိုလေးပြသွားပြီဆိုလို့မြင်ဒါ VPN လေးရဲ့ချိတ်သွားပါပြီကျွန်တော်ကတော့ဒါသုံးလို့ကျညာကြည့်ရပါတယ်မိတ်ဆွေတို့မှာကျညာမကြည့်ရတဲ့ VPN တွေရှိတယ် premium VPN တွေရှိတယ်ဆိုလို့မြင်လေနော်ကိုယ်စင်ပြ VPN လေးကိုချိတ်လိုက်ပါချိတ်သွားပြီဆိုကျွန်တော်တို့တစ်ချက်ဖက်ပြန်ထွက်လိုက်မယ်နော်ထွက်ပြီးတော့စောစောကကျွန်တော်တို့ကြည့်နေတဲ့ video file အောက်ကိုပြန်သွားလိုက်မယ်သွားပြီဆိုလို့မြင်ခုနကကျွန်တော်ပြတဲ့နေရာလေးနော်ဒီနားလေးမိုးဆိုတာလေးနော်မိုးဆိုတာလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးမယ်ဒါလေးကိုနော် sorry ဒီမိုးဆိုတာလေးကိုတစ်ချက်နှိပ်ပြီးမယ်နှိပ်ပြီးပြီဆိုလို့မြင်ကျွန်တော်တို့ဒီမှာနော်ပြောထားပါတယ်ဒီမှာ Telegram မသုံးတဲ့သူတွေအတွက် Google Drive link ဆိုတာဒီမှာ Telegram နဲ့ down တဲ့သူတွေလည်းအဲ့ဒါပါတယ်ဆိုလို့မြင်ကျွန်တော်ဒီ link လေးကနေသွားပြီး download ရပါတယ်နော်ကျွန်တော်သူ့မှာလေး down ပြမယ်ကျွန်တော်တို့ down မှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစာအပြာတန်းလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နော်ဒီစာတန်းအပြာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နော်ဝင်လိုက်မယ်အထက်ကိုဝင်ပြီဆိုလို့မြင်ကျွန်တော်တို့ကဒီမှာနော်အပေါ်မှာမြားလေးနဲ့ကျွန်တော်တို့ပြနေပါလိမ့်မယ်အဲမြားလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးပါမယ်နော်မြားလေးကိုနှိပ်လိုက်မယ်သူကမှာ virus scan ကိုဖတ်တာရပါရှိရနော်အဲ့ဒါလေးသူက please တော့ down မဟုတ်တဲ့ခါကျတော့လေ virus scan ဖတ်တာတွေပါရှိရအဲ့မှာနော်သူက
Google Drive ကလည်း cannot scan this file for virus တဲ့နော်ဒါဒီ file ရတဲ့ virus တွေဘာတွေအတွက် scan လုပ်ထားတဲ့ file မဟုတ်ဘူးတဲ့အဲ့ဒါကြတော့ပြဿနာတစ်ခုရှိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဟုတ်လားတင်မယ်ဆိုလို့မြင်ဟုတ်လားဒီ install anyway download anyway ပေါ့နော်ဘာပဲဖြစ်ကိုကဒါကို install တင်မယ်ဆိုလို့မြင်ဟုတ်လားတင်ပေါ့သူကအဲ့လိုပဲကျွန်တော်အဲ့ကြောင့်မလို့ဘာပဲဖြစ်ကျွန်တော်တို့ download လုပ်မှာအတွက်တဲ့ဟုတ်လား download anyway ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်နော်ဒါလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ခဏလေးစောင့်မယ်နော်ဒါဆိုလို့မြင်ကျွန်တော်တို့ download anyway ဆိုတာလေးကိုကျွန်တော်တို့ထပ်ပြီးတော့နှိပ်ပေးပါမယ်နော်ဒါလေးကိုနော်ထပ်နှိပ်ပေးမယ်ဒါဆိုလို့မြင်ကျွန်တော်တို့အပေါ်မှာ down နေပါပြီနော်သူကပြနေနော်မှာစာလေးနဲ့ download file နဲ့ file down နေနော်ကျွန်တော်တို့အဲ့လေးတစ်ချက်ဝင်လိုက်မယ်နော်အဲ့မှာနော်အဲ့လေးကိုသူ down နေပါပြီနော်အဲ့လေး down နေပါပြီ 12.4 MB ရှိရနော်ဒီဘက်က line လေးနဲ့ကျသွားတယ်ဗျာနော်ကျွန်တော်တို့ဒါလေးကိုပြည့်အောင်ခဏလေးစောင့်ပေးလိုက်မယ်နော်ဟုတ်ပြီဗီဒီယိုရှေ့တော့မှဆိုလို့ကျွန်တော်ကတော့ download ဆိုတဲ့နေရာကိုတစ်ချက်ခဏလေးကြော်လိုက်မယ်နော်ဒီမှာ miss တို့ဖုန်းမှာအဲ့လို download ဆက်ပြီးလို့မြင်ဒါမိုးလေးပေါ်လာမယ်ပေါ့နော်ဒါမိုးလေးပေါ်လာပြီဆိုလို့မြင်ကျွန်တော်တို့ကဒီ access ဆိုတာကိုနှိပ်လို့မရပါဘူးเนาะဒီ line ဆိုတာလေးကိုเนาะအဲ့ဒါလေးကိုနှိပ်ရမယ်เนาะအဲ့ဒါလေးတွေကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဒီ line ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်เนาะ access ကိုမနှိပ်ရအောင်เนาะဒီ line ကိုတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့မြင်ဟလာဖိုင်လေးကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့ထောက်လိုက်မယ်เนาะကျွန်တော်ရိုးရိုး install တင်လို့ပဲเนาะဒီကောင်လေးကိုပဲရွေးပြီးတင်လိုက်မယ်ကျွန်တော် file original ပါတဲ့ဟာလေးကိုပဲဒါဆိုလို့မြင်เนาะကျွန်တော်ကတော့ဒီမှာတော့ version အဟောင်းဖြစ်နေတဲ့ကြောင့်ဒီမှာ update ပြနေပါတယ် update ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်เนาะဟုတ်ပြီဒါဆိုလို့မြင် software လေးရပါပြီကျွန်တော်တို့ open ဖွင့်ပြီးဝင်လိုက်မယ်เนาะဝင်ပြီဆိုလို့မြင်ဒီမှာ delete စတယ်တော့ဒီ channel ကိုเนาะဒါဒီ channel လေးမှာမူရင်းကိုပိုင်ရှိပါတယ်သူ owner ရှိပါတယ်ဒီညီလေးဒါသူ့ရဲ့အဲ့လေးပေါ့နော်သူ့အဲ့လေးဖြစ်တဲ့အတွက်ဒီ Telegram channel ဆိုတာလေးတွေကိုနှိပ်လိုက်မယ်ဆိုလို့မြင်ဒီညီလေးရဲ့ channel လေးကိုဝင်တော့မှာဖြစ်ပါတယ်ဒါကကျွန်တော်ကသူ့ app ကနေသွားပြီးတော့ဒါသူပေးထားတဲ့ app လေးပါနော်ဒီညီလေးကလည်းအဲ့လို mind ဒီပြင်ပြီးသား app တွေနဲ့ပြီးဆိုလို့မြင် mind နဲ့ပတ်သက်တဲ့ free data တွေလို့နော် free point တွေလို့ယူရနီးလေးတွေအကုန်လုံးဒီပညာနဲ့ပတ်သက်တဲ့တူထွားလေးတွေ tip and trick တွေကိုသူ share ရင်းလုပ်ပေးနေဖြစ်ပါတယ်ဒီညီလေးရဲ့ channel ကိုဝင် join ပြီးတော့နော်ဒီညီလေးရဲ့ channel လေးကိုလည်းဝင် join ပြီးတော့တည်တနာလေးသိရအောင် line and subscribe လေးလုပ်ထားလို့ရပါတယ် YouTube မှာလည်းတွားပြီးတော့ line and subscribe လုပ်ထားလို့ရပါတယ်ဒီ channel ကိုလည်းဝင်ပြီးတော့လည်း join ပြီးတော့မသိရလေးရှိရင်လည်းတွားပြီးမေးခဲ့လို့လည်းရပါတယ်နော်ညီလေးသဘောကောင်းပါတယ်သူ့ channel လေးကိုတွား join လိုက်ပါအောင်ဒါမှသူတင်ပြီဆိုရင်လည်းမိတ်ဆွေတို့သိရမှာဖြစ်ပါတယ်နော်ချိန်နဲ့တပြင်းညီဟုတ်ပြီဒါဆိုလို့မြင်ကျွန်တော်တို့အဲ့လေးရပြီဆိုလို့မြင်ဟုတ်လားကျွန်တော်တို့တစ်ချက် setting ချိန်မယ်ဗျာနော် setting ချိန်မှာကျတော့ကျွန်တော်တို့အပေါ်ကညာဘက်တောင်အပေါ်က setting လေးတွေကိုဝင်လိုက်မယ်နော်ဝင်ပြီဆိုလို့မြင်ကျွန်တော်တို့ဒီမှာ speed ဆိုတဲ့နေရာလေးကိုနော် speed ချိန်လို့မရဘူး speed ကမပြောင်းဆိုတော့ကျွန်တော်ဟို YouTube မှာပေါ့နော်အဲ့လိုပြောက်ထားတဲ့ pro တယောက်ရှိပါတယ်အဲကြောင့်မလို့ကျွန်တော်တို့ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်နှိပ်ပြီးဒီ7ဆိုတာလေးကိုတစ်ချက်ဖြတ်ပြီးကျွန်တော်တို့က30လောက်ကိုထားလိုက်မယ်ဗျာနော်ဖုန်း version မြင့်တဲ့သူတွေနော်ဒီလိုတွေကတော့ကြက်တော့ထားလို့ရပါတယ်ဒါကတော့ကျွန်တော်အများအတွက်ရှိပြီးတော့လုပ်ပေးထားပါတယ်ဒါမှကျွန်တော်တို့ speed ကတားကြီးတင်ပြီးတော့90-80လောက်တင်ထားပြီဆိုလို့မင်းလည်းတချို့ဖုန်းတွေကဟလာတားကြီးအရင်ပြစ်တာမြန်သွားပြီးထစ်သွားတာမျိုးလိုပါမျိုးလိုဖြစ်တတ်ပါတယ်ကိုဖုန်းနဲ့မကိုက်ဘူးဆိုလို့ကျွန်တော်အားကြောင့်မလို့အများသုံးလို့စင်ပြီးအောင်30လောက်ပဲထားလိုက်ပါတယ်ထားပြီးဆိုဒီတိုင်းပြန်ထွက်လို့မရပါဘူးเนาะကျွန်တော်တို့အပေါ်ညာဘက်တောင်အပေါ်ထိန်တာလေးမှာเนาะမှန်ကြီးလေးရှိပါတယ်အဲ့မှန်ကြီးလေးတွေကိုကျွန်တော်တို့အခါနှိပ်ခဲ့ပေးမှာဖြစ်ပါတယ်အဲ့မှန်ကြီးလေးနှိပ်ပြီးဆိုလို့မြင်ကျွန်တော်တို့เนาะစေးဆိုပြီးတော့
ဒီနားလေးမှာစာလေးအမဲလေးနဲ့ပြလာမှာဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်နှိပ်လိုက်မယ်အပေါ်ကအမှန်ကြီးလေးကိုကျွန်တော်တစ်ချက်သွားပြီးတော့နှိပ်လိုက်မယ်နော်ဒီမှာအောက်မှာဒန်းဆိုတာပြသွားတယ်နော်ဒီနားလေးမှာဟုတ်ပြီအဲ့လိုပြသွားပြီဆိုကျွန်တော်တို့နော်ခုနကဒီအောင်နားလေးမှာကျွန်တော်တို့ဒန်းဆိုတာလေးပြသွားတယ်နော်စေ့လို့လိုက်ပြီဆိုလို့မြင်အဲ့ဒါလို့မြင်ကျွန်တော်တို့ပြန်ထွက်လို့ရပါပြီနော်ဟုတ်ပြီဒါဆိုလို့မြင်ကျွန်တော်တို့ဂိမ်းလေးကိုလည်းကစားပြတော့ဘူးနော်ဗီဒီယိုရှည်သွားမှာဆိုလို့ဒီနေ့တော့ဒီလောက်ပဲဗျကျွန်တော်ဒီဗီဒီယိုအောက်မှာအစင်ပြားလေးတွေရှိတဲ့ဆိုလို့မြင်လည်း comment မှာမေးသွားနိုင်ပါတယ်အခြားသိချင်တဲ့အကြောင်းအရာလေးတွေလည်းဟာလာ comment လေးရေးခဲ့ပြီးတော့ဟာလာမေးခဲ့နိုင်ပါတယ်ကျွန်တော် line တက်တဲ့ချိန်ကြပြီဆိုလို့မြင်အကုန်လုံးတစ်ခုစီကိုအသေးစိတ်လိုက်ပြီးဖြေချပေးပါမယ်ကိုအစင်ပြေတဲ့အကြောင်းအရာလေးတွေကို comment လေးချက်ထားပေးခဲ့ပါအဆုံးတီကြည့်ရှုပေးကြတဲ့မိတ်ဆွေတူတယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ဟောဒါနဲ့လက်စားတဲ့အထက်ကိုဝင်ပြီဆိုလို့မြင်တော့ကျွန်တော်တို့ VPN လေးချက်ပိတ်ပေးရပါမယ်နော် VPN လေးပိတ်ပြီးမှကျွန်တော်တို့အထက်ကိုဝင်မှာကျွန်တော်ခုန VPN ပိတ်တာကိုမပြောလိုက်မိဘူးနော်ဗီဒီယိုကခုနကရှည်လို့ download ဆွဲနေရကြော်လိုက်မယ်ဆိုအဲ့ထက်မှာပါသွားပါတယ်မိတ်ဆွေတို့အထက်ကိုဝင်တော့မယ်ဆိုလို့မြင် VPN လေးကိုပိတ်ပြီးမှဝင်ပေးပါကဲအဆုံးတီကြည့်ရှုပေးကြတဲ့တယောက်ချင်းစီအတွက်ကိုကျေးဇူးတင်ပါတယ်အားလုံးတရားချမ်းမြေ့သောနေ့တည်လေးဖြစ်ကြပါစေဗျာနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်ဘိုင်ဘိုင်